daily လေးတွေကိုရောက်ပါပြီအချိန်ကတော့2 နာရီကျော်ရှိပါပြီဒါတော့ကျွန်တော်တို့ဟိုဟာပေါ့ဘယ်ကနေလဲ daily ကနေပြီးတော့အဲ့ဒါကိုရောက်လာတဲ့အဖွဲ့ပါPalace. What do you think? This is main market. Oh. ဒါတော့ကျွန်တော်တို့တဲခန်းကြီးပေါ့နော်ဒါကျွန်တော်ခန်းကြီးကျွန်တော်လူတကားကိုဖွင့်လိုက်ပြီဆိုရတယ်ဒါရှိရတော့ယူလဲမြင်နေရပါတော့ဒါကျွန်တော်ဆိုင်ကတော့စီးမယ်နေရပါရမ်းမိုက်ပါတယ်ရမ်းမိုက်ပါတယ်ဟောကျွန်တော်တဲဟိုတယ်လေးပေါ့ဒါအိန္ဒိယနိုင်ငံလီမျိုးရေခဲတောင်ပေါ့နော်ရေခဲတောင်ကျွန်တော်တဲဟိုတယ်လမ်းမြင်နေရဖြစ်ပါတယ်။ရာသီဥတုအရမ်းတန်ရပါတယ်။အရမ်းကြီးလည်းမအေးသလိုဒီလိုရမ်းကောင်းပါတယ်အခုဒီကူကတော့10 ဒီဂရီလောက်တော့ရှိပြီ။ရမ်းတန်ရလှပါပါတယ်။ကျောစရာစကားတော့မရှိပါဘူးကျေးစားရပါဒါညနေ9 နာရီခွဲအချိန်ပါညနေ9 နာရီခွဲမှာလုံးဝလင်းထိန်ပြီးတော့ဘုံကရေတောင်ရမ်းမိုက်ပါလေဒီမှာကျွန်တော်တို့ကမနေ့ဖြန်ဒီလီမျိုးမှာလဲပြီးတော့ဆိုင်ငယ်စီးမှာဖြစ်ပါတယ်ဆိုင်ငယ်စီးကတရက်ကို9 နာရီ 6 နာရီလောက်ကြာပါတော့You feel headache? Yeah, because now you're very high. So when you go sleep tonight, you're gonna get better. Okay. Sit down.
ခုရောက်နေရတော့လေးမျိုးရဲ့ night market ဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ souvenir shop တွေလည်းအများကြီးတွေ့ရပါတယ်ဟုတ်လားခုကတော့ညသာသွားစားဖို့ဆိုင်ရွေးနေဖြစ်ပါတယ်ဖွဲ့ရတော့ကိုကြိုက်တဲ့ဆိုင်ကိုတောင်းမှဖြစ်ပါတယ်ဖွဲ့တော့3ဘွက်4ဘွက်ပြန်ကွဲသွားတာပေါ့နော်ညတော့ဒီမှာပဲလဲပြီးတော့မနေ့ပြန်ကြတော့မှဆိုင်ငယ် test drive လုပ်ပြီးတော့တစ်ဖက်ခါကျတော့မှ100 ကီလိုမီတာပေါ့နော်ဒီအမြင့်ဆုံးတောင်ပေါ့အဲ့လိုတောင်တွေကိုပတ်ပြီးတော့တောင်းမှဖြစ်ပါတယ် bike tour ပေါ့နော်ဘာလို့လဲအဟိုမွန်ဂိုလီးယားဆိုတဲ့ဟိုက်ဆိုလဲကျွန်တော်ယောက်ျားလေးစီလို့ကိုဒီမှာကက်ရှမီးယားအစီအော်အေးဒါတော့ဒီမျိုးမှာနှစ်ခွန်းနိုင်ကျော်ဒါဗီယူဖြစ်ပါတယ်ရမ်းမိုင်းပါတယ်ဦးမမြင်နေရတော့ယူခဲ့တော့မှာဒါတွေကနောက်လာဆိုရင်ဒီယူခဲ့တောင်းလို့ကိုဖြစ်သွားမှာပါရေခဲဖုန်းကတိတ်လာအောင်နော် ဟုတ်ပါဗျာညာရအဲ့ချင်းညာဘယ်လိုပြရလဲမနေ့9နာရီ4မြို့မှာဖြစ်ပါတယ်9နာရီမဟုတ်တော့9နာရီခွဲပေါ့ရမ်းမိုက်ပါတယ်ဒါဒီလူရမ်းအေးပါတယ်ဒါပေမဲ့နေဘူးလေးရောက်ရင်တော့သူကရမ်းနှွေးပြီးတော့ရမ်းနေလို့ကောင်းပါတယ်ရမ်းမိုက်ပါတယ်ဟောနီတော့ကျွန်တော်မနေ့ပိုင်းဓာတ်ပုံလေးနည်းနည်းရိုက်ပြီးတော့ဟိုတယ်ပြန်နေဖြစ်ပါတယ်ဟိုတယ်ပြန်အရင်လမ်းတော့အရင်လှပါတယ်ဒါကျွန်တော်တို့ဒီစီးမဲ့ဆိုင်ကြီးဖြစ်ပါတယ်Ryan FV Hamilton one up လုပ်နေပါပြီဒါဆိုင်ငယ် one up လုပ်နေပါပြီစီးမဲ့ဆိုင်ငယ်တော့ဒီမှာဖြစ်ပါတယ်411 Hamilton Ryan FV
အခုတော့ပြန်ပိတ်တာဒီနေ့ကျွန်တော်တို့လေမျိုးမှာရှိရဲ့စိုက်စင်းကိုပတ်ကြည့်မှာဖြစ်ပါတယ်သူက monastery တစ်ခုပေါ့နော်အခုစရောက်လာဖြစ်ပါတယ်အခုဇွဲပါကျွန်တော်မှလားမသိဘူးကျွန်တော်တို့လာရဲ့မြို့ဘိုက်ကားတွေရမျိုးလာတဲ့ အော်ရာတွေရပေါ့နော်တူတူဆိုင်ငယ်စီးလာဖြစ်ပါတယ်စီးရဲ့လမ်းကြောင်းအရင်မိုက်ပါတယ်တကယ်ကြီးအားလုံးသတိရပါတယ်တယောက်မကျင်သတိရပါတယ်နော်အကုန်လုံးသတိရပါတယ် ဒီလိုဆိုင်ငယ်တွေနဲ့လာပါတယ်အရန်မိုက်ပါတယ် experience အရန်မိုက်ပါတယ်အကုန်လုံးကို comment ပေးပါတယ်ဒီတစ်ခေါက်တော့ရောက်ပြင်အောင်လာခဲ့ကြပါအရန်လည်းလှပါတယ်ဟိုးပါတယ်အားလုံးမိုက်ပါတယ် Hey. Go. Let me let don't let. ဖြည်းလေးပါ 1 နောက်တစ်ခါပြန်လာပါသေး ဘလို့ခံစားရတယ် 2 အညာမှာစီးကျိတ်နေလို့ 2 ခါပြန်လာပါသေး ဟဲ့ဟိုတော့ကလူတွေသက်စေတယ်နော်တကယ်တည်းသိလားပြီးတော့ movie မထနိုင် ပြန်လာပါဗျာ အဲ့တော့ပြန်လာမှဆိုအဲ့လိုမျိုးမှာ guide လာဖြစ်နေဦးမယ် အဲ့ဒါမစိုးဘူးနော် ဆက်လဲရပါနော် ခုရောက်နေရတော့လေမျိုးမှာရှိတဲ့ကြီးလုံး monastery ဖြစ်ပါတယ်ဒီလိုမရောက်ဘူးရင်တဲ့လေကိုမရောက်နိုင်ဘူးလို့ပြောပါတယ်လေကိုရောက်ဘူးတယ်လို့မဆိုလို့ပြောပါတယ်ခုဒီရောက်နေရပါခင်ဗျာ ice cream စားရလို့စားပါတယ်အမီဒရင်းကိုနိုင်ကြပါဒီစားပြီးတော့တော်တော်လေးကိုလှပါတယ်ဗျာဆွစ်ဇာလန်သွားခြင်းနဲ့ဒါပေမဲ့ဆွစ်ဇာလန်မသွားနိုင်ဘူးဆိုရင်ဒါလေးရှိပါမယ်ဆွစ်ဇာလန်ထက်ကောင်ပိုမိုက်ပါတယ်ဗျာ thank you ပါငါတို့ patient တွေရပါတယ် ဒီတော့မှရိုက်ချင်တော့ volunteer လုပ်ပေးနေရတယ်။ဘုလိုကောင်းဖို့ပါခါရအောင် ဗီဒီယိုလေးပဲရိုက်ပေးထားလိုက်။ဟုတ်ကဲ့ Hi wave ဟုတ်ပါဘူးအဲ့တဲ့တွေကတစ်ခေါက်ဆိုတော့စိုက်တဲ့အပြင်းနဲ့အကြလေတစ်ခေါက်ကြည့်လေမောင်ညကင်မရာကြီးအရင်นี่ตัวเราก็ปูลองมาเนาะအဲ့ဒါလေးရိုက်တာမဟုတ်လူလေးလို့ရိုက်တယ်ဆိုတာရိုက်ပြလိုက် အဲ့ဒါမှမဟုတ်တက်မယ်လို့ပြောတာလေအဲ့ဒါကြောက်စရာအဲ့ဒါကြောက်စရာ ဒါကျွန်တော်ရေးစီးရဆိုင်ငယ်ကြီးဖြစ်ပါတယ် Hamilton 411 Ryan and Fever
ရမ်းမောင်းလို့ကောင်းပါလေကဲရွှေကြားမြန်လို့ all is well သတိရရင်တော့ဒီကနေလမ်းနှုတ်ဆက်လိုက်ပါတယ်ဗီဒီယိုလေးနဲ့ရွှေကြားမြန်နေကုန်လုံးသတိရပါတယ်လို့ တကယ်ကြောင်တင်ပေးမှာဟာလဲ all is well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  ဒီမှာချိုတူသေးပေါက်တဲ့နေရာ all is well all is well ဟိုလိုချင်တာလေး van လို hey rancho apple people ipansal ကဲကြားပြန်လို့ the area war ဖြစ်ပါတယ်ကြားပြန်လို့အကုန်လုံးသတိရပါတယ် all is well ပါ all is well ပါနောက်ကောင်နေ နည်းနည်းတော့တယ်ဒါလေးပဲကြောင်လေးရအောင် ချိုတူသေးပေါက်တဲ့နေရာဖြစ်ပါတယ် ဟိုလေအသက်ရှင်သွားတာ ချိုစကူမှာပါ အဲ့ကြောင့်လို့တရက်နေခိုင်းနေကြတာဟိုသူတို့တွေကလေဟိုလူရဲကခီးစင်ကိုပြေးပါ all is well 3 idiots all is well ကဲကြားပြန်နေကုန်လုံးဒီးရပါတယ်လို့ဒီဗီဒီယိုလေးနဲ့နှုတ်ဆက်လိုက်ပါတယ်ဒီမှာတော့ချိုတူသေးပေါက်တဲ့အကြောင်းနေရာပဲဖြစ်ပါတယ်ကြားပြန်နေကုန်ဒီးရရနော်နောက်ကကြာရင်တူလာရမယ်โอเคလား Abi? Okay, now dia. Okay, next one. Okay. 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 Shán mày to. အော်တိုတွေချွတ်လိုက်အော်တိုတွေ က
တူပဲ no 我就这个月说的没多这个也说的要说的哇原来ဒီမှာစောင်းရဲမိုက်တယ်အတန်းလိုက်ကြီးဟဲ့ရှယ်ပဲရှယ်ပဲဟဲ့ရှယ်ပဲတညရင်ထော်လား 换了李东路的。是吗？我问了。可我看你们在这来了。 ဘာဖြစ်လို့လဲအဲ့ဒီပြောရလို့လား 加完。好啊，谁家里有电脑？这个学校，要不来着？ 我哋မျက်ရည်ထွက်တာရဲဆက်တယ်ကြောင့် 来这个没有。လေးလေး 了啦。 လေးရအရင်တိုက်တာ 我拿了。 တက်ချီတွေရော 哎，家里的人没事，那我交了。 ကြောင်းတော့ 我不交了。哎，家里挺起来没来对吧？再加上对了，还刚刚还过要 တော့ပြန်လို့ပြန်လို့ 加吗？ ပြန်လို့ပြန်လို့ 我们这里家里的。 က
ကိုပြန်လို့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  ရမ်းမိုက်ပါလေနောက်တစ်ခါလာစီးပြစ်မယ်ရမ်းမိုက်ပါလေလမ်းလုံးမှာကျွန်တော်တယောက်တည်းပဲရှိရရမ်းမိုက်တယ်ရမ်းတာရပါတယ်ရမ်းလာပါတယ်တယောက်တည်းရှိတယ်ရမ်းမိုက်တယ်But I don't really, I think, up, right? From the very, when you see, just get down. Get down, okay. Okay. I am also learning. Now I am Otherwise, you know, confident. sometimes there are some days. ဒီမော်လီ
ဒါဟိုဒီမှာအိတ်ကြီးကဒီမှာပုံလို့ရမယ်ဒါဟိုကြီးရှိရ Here's our leader. Hello, leader. See something? Hello how are you Okay. Okay နော် Okay ပါတယ် Okay ပါတယ် အာဘာကုန်လဲကွာဘာကုန်လဲကွာဘာကုန်လဲကွာအိုးဟာဘာလဲတိုင်ဘာလဲတိုင်ဟဲ့တိုင် ရမ်းမိုက်ပါတယ်ရမ်းမိုက်ပါတယ်ဆုံးဝအေးရန်တယ်ပါ 3 2 Amazing. That's a wrap baby 我看啥去嘞？说你嘞？买了？ Once in a lifetime experience. 有。 I will shoot.ပြောလိုက်ကျန်တဲ့တင်ငယ်ချင်းတွေကိုတတိယပါတယ်ပြောလိုက်ခုရောက်နေရတော့အိန္ဒိယကျွန်တော်တို့ဘက်ကွန်လိတ်ကိုသွားတဲ့လမ်းပါပါရှစ်လမ်းသွားဖြစ်ပါတယ်ရှစ်လမ်းသွားရပါတယ်ခင်ဗျာရှီခဲတောင်နေပက်လေအလေတက်တဲ့မှာဖြစ်ပါတယ်ရှီလေရီခဲတောင်နောက်လေရီခဲတောင်မြောက်လေရီခဲတောင်တောင်လေရီခဲတောင်ဖြစ်ပါတယ်တရမ်းလာတဲ့ view တစ်ခုလို့ရှိတယ်မှာဆိုင်ကနဲ့ Himalayan 411နဲ့ရမ်းမိုက်နောက်ထပ်မိုက်ရဲ့ view တစ်ခုပြနောက်ထပ်မိုက်ရဲ့ view ကတော့ဒီမှာပါဒီမှာဒီတော့မရှိပါရမ်းမိုက်ပါလေTabay! Oi, tabay! हेलमेट हाथ में उठाना यार कुछ नहीं दिख रहा हाँ ऐसे ऐसे bye 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 အိန္ဒိယကစိုးနေပြီ
Good 啊 buffer 大家收来哦 Nice 来一碗对 사랑해요. 사랑해요. 삼겹살. ။ဒါကတော့ကောင်လေးတစ်ကောင်စိတ်ချမ်းနေရဖြစ်ပါလေ။သူကလုံးဝအိုက်တင်အပြည့်နဲ့သူနေနေတာပါ။လုံးဝချမ်းဆိုတဲ့ site နဲ့သူနေနေရဖြစ်ပါလေ။မန်နေဂျာတော့လုံးဝရိုးရဲထီအောင်သူစိတ်နေရဖြစ်ပါလေ။ ချင်းနေရတယ်ရတယ်နောက်ဘုနောက်ဘု Thank you ပါ Like this. Yeah, welcome. Listen. I got it. ရမ်းမိုက်ပါလေ3 area ရုပ်ရှင်နောက်ဆုံးရိုက်ခဲ့တဲ့ဇက်ဝင်ငယ်နေရဖြစ်ပါတယ်ရမ်းမိုက်ပါတယ်ပန်ကွန်လိတ်လို့ခေါ်ပါတယ်အေးတော့တော်တော်အေးပါတယ်5 degree လောက်ရှိပါတယ်ရမ်းအေးပါတယ်ဟောဆိုတော့သူ့ရဲ့ပတ်လည်မှာရေခဲတောင်နေပြီဖြစ်လို့ပါရမ်းမိုက်ပါတယ်ဒါကိုလာတက်ပါတယ်ဒီနေရာကိုပိုက်ကားလေးကျေးဇူးပါ
ရန်ကုန်ကနေလာပြီးတော့တေးပေါက်နေရဖြစ်ပါတယ်ဇွဲလေးပါခင်ဗျာမစ္စတာဇွဲရန်ကုန်ကနေဒီထီကိုတကူးတီကလာပြီးတေးလာပေါက်တာဖြစ်ပါတယ်အခုကျွန်တော်တို့ပန်ကွန်လိတ်ကိုကြော်လာပြီးတော့တနင်္လာကျော်မောင်းပြီးပါပြီအေးချိန်ကတော့ minus ပါဆိုတော့ကျွန်တော်ရဲ့ဘေးမှာရေကြီးတော့ကြီးပါတယ်ဒီကတော့ပန်ကွန်လိတ်ပေါ့နော်ပန်ကွန်လိတ်ဖြစ်ပါတယ်ဒီမှာတော့ဒီလက်7နိုင်မှာပူချိန်တော့ minus ဖြစ်ပါတယ်လုံးဝကျွန်တော်တို့အဖြစ်ကတော့ကြီးကြီးပြပါရင်တော့ကတော့ဒီလိုမျိုးနေရာတွေရင်နေပူပေမဲ့ဝက်တာတွေကကောင်းတော့ကျွန်တော်တို့မိုးရတယ်မှာလည်းမောင်းရတယ်နေပူထဲမှာလည်းမောင်းရတယ်အခုကဆိုတာနှင်းတောင်နေဘေးမှာရှိရတာပဲနှင်းတောင်နေဘေးမှာမိုးရွာတယ်နှင်းတောင်နေဘေးမှာမိုးရွာပြီးတော့မောင်းနေရတာဖြစ်ပါတယ်ဒါတူတော်တော်ဆိုးပါတယ်အားလုံးကကျွန်တော်တော်တော်စောပါတယ်ထွက်လာတာကဲအားလုံးကျေးဇူးပါအားလုံး拜ပါမိုင်မောင်း450မောင်းပြပါပြီကျွန်တော်တို့မောင်းလာတဲ့လမ်းမှာအရင်အေးပါတယ်9 ဒီဂရီလောက်ရှိပါတယ်ပြီးတော့နှင်းကြပါတယ်ပြီးတော့နှင်းကြနေတဲ့လမ်းမှာမိုးရေတက်ချူရပါတယ်အားနဲ့ပြီးတော့ကျွန်တော်တို့ဘောင်းမီလည်းရေဆိုရဲဘလုံးဆိုရဲခြေတွေဆိုရဲပြီးတော့ဘာဖြစ်တယ်ဘာရှိသေးလဲလက်တွေဆိုရဲလက်နဲ့ခြေခဲဝါတယ်အကုန်လဲရတယ်ဒီ sheet အပေါ်မှာရေခဲပြင်ဖြစ်သွားတယ် this is proof I'm feeling good ဘလို့စိတ်နဲ့မောင်းလဲဆိုတော့အဲ့ကိုမရောက်လို့မဖြစ်ဘူးအဲ့ကိုမရောက်ရင်ငါဒီမှာတေသွားလိုက်မယ်ဆိုတော့စိတ်နဲ့မောင်းခဲ့တယ် engine နဲ့လီပါကိုဖြုတ်လိုက်ပြီးအဲ့မှာဆက်တက်လိုက်တာ engine နေရာမှာစိတ်ထည့်လိုက်တယ်ပြီးတော့လီပါနေရာမှာရောက်ရှင်စိတ်အုံနောက်ထည့်ပြီးဘူးဆို engine ပို့လာမဟုတ်တရားပို့လာအဲ့တော့တရက်ကိုမောင်းရင်8နာရီ9နာရီရှိရဲရာသီဥတုကလည်း3မျိုး4မျိုးလောက်ရှိရဲ engine စီးတယ်လို့ရတယ်ဒီမှာပါစီးတယ်မသိဘူးတိုင်းပတ်95 97 diesel လားမသိရောI add the ram India ram bro တော့မျက်လုံးတော်တော်ချင်နေစိုးနေပဲအဲ့ဒါမပြီးသေးဘူးအခုမှပထမပိုင်းမရှိသေးအခုပြန်ရင်မိုင်ပေါင်း300ကျော်ပြန်ပြီးတော့မောင်းအောင်ဆက်ထွက်လာနေရအောင်မောင်းမဲ့ရုပ်တွေရဲ့ saturation တွေကိုလည်းကြည့်လိုက်အစ်စေးပါစေးပေါ့ဒီမှာဥအောင်တော်ရအောင်မောင်းသေးရငါတို့မရကြတော့မရှိဘူးဥအောင်ဆိုတော့ဒီမှာကိုရီနဲ့တူအမိလိုက်နေโอเคပါโอเคပါစီးပါရန်ကုန်မှာပြန်တွေ့မယ်မင်္ဂလာပါဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာတော့ကျွန်တော်ဖေနဲ့မိရမရှိတော့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီမြင့်ပေကိုရအောင်လာခဲ့နိုင်တယ်ပေါ့နော်ကျွန်တော်မိဘတွေတို့အားတင်းပြီးတော့လာခဲ့တယ်ကျွန်တော်တငယ်ချင်းတွေလည်းကျေးဇူးတင်တယ်ကျွန်တော်မိသားစုဆွေမျိုးတငယ်ချင်းတိုင်းဝိုင်းကုန်လုံးလည်းကျေးဇူးတင်တယ်ဆိုတော့ဒီညရောက်ခဲ့ပြီပေါ့နော်ကျွန်တော်အသက်30မှာကျေးဇူးတင်တာတော့ဖေနဲ့မိကိုကျေးဇူးတင်တယ်ဖေနဲ့မိလည်းဒီတက်မြင့်တဲ့နေရာကနေပြီးတော့ဝမ်းသာမယ်လို့မျှော်လင့်တယ် If you could see me now, my dad, I miss you so much. Yes. Okay. ကျွန်တော်ဟန်လေးမြို့ကိုပြန်ရပါပြီ။ဒါတော့ဟန်လေးမြို့ပါ။ဟန်လေးမြို့မှာဒီဂရီကတော့3ဒီဂရီ5ဒီဂရီအဲ့လိုရှိပြီ။ကျွန်တော်တို့ကမ္ဘာမှာအမြင့်ဆုံးဒုတိယတောင်ပေါ့နော်။ဒုတိယအမြင့်ဆုံးတောင်။အခုသွားတာပေါ့နော်။အမြင့်ဆုံးကတော့ Mount Everest ပေါ့နော်။ Everest base camp ထက်မြင့်တဲ့နေရာကိုရောက်ခဲ့တယ်ကျွန်တော်တို့ရှိမှာနင်းနေဖုံးမျိုးလမ်းဘယ်လိုမှသွားလို့မရတော့လမ်းပြန်လာရတော့နော်ကီလိုမီတာ30ပဲလို့လို့ရှေ့ကိုရောက်ဖို့ပေါ့နော်လုံးဝသက်ဆုံးဆံများပါအသက်ပေးပြီးသွားတာခီးဖြစ်ပါနဲ့ဒါတော့ကျွန်တော်တို့စက်တင်ဘာ2ရက်နေ့ပေါ့နော်ကျွန်တော်တို့ခီးစဉ်လဲတာကျွန်တော်တို့4ရက်မြောက်နေ့ပါမနေ့ပြန်တော့ကျွန်တော်တို့လေမျိုးပြန်ပါမယ်လေမျိုးကနေပြီးတော့တပတ်ခါဆိုရင်ကျွန်တော်တို့4ရက်နေ့မနေ့ flight စီးပါမယ်နောက်ဆုံးကျွန်တော်တို့ခိုင်းကျုပ်ချီနေဖြစ်ပါတယ်ကျွန်တော်ရဲ့ခေါင်းဆောင်မှာကျွန်တော်တို့တသက်လုံးမြောက်ထိုးပင်ကောင်လုပ်ပြီးတော့မြောက်ပြီးလာတာအရက်လေသူပဲဆိုင်ရယ်ဆိုလေဘယ်သူမှမစီဘူး
ရန်ကုန်ကနေပြီးတော့မန္တလေးကိုဘိုက်ဝီကိုစူပါဖုန်းနဲ့စသွားတဲ့ကောင်အခုလေကျွန်တော်ကိုအိန္ဒိယခေါ်ပြီးတော့နှိမ့်ဆက်တဲ့ကောင်အခုလေတော်တော်လေးကိုလုံးဝသင်ငန်းစာတွေပညာရေးတရားတွေလည်းတော်တော်ရသွားပြီသူကတော့လုံးဝဒီမှာအချိန်ကြီးကတော့မြင်ရတယ်ပဲနှက်ခမ်းတွေအပြာအောင်ဖြစ်နေကျွန်တော်ခိုင်းချုပ်ပဲကျွန်တော်ခိုင်းချုပ်ကတော့ကျွန်တော်စီးရတေချာအောင် အေးစေး ရှေ့ရန်ကုန်ရောက်ပြန်တွေ့ပါမယ်ဗျာထော်တော့မင်းလားမင်းရတော့မှတော်ရတဲ့ဆိုင်ရဲ့အချိန်ကြီးဖြစ်ပါတယ်ဆိုင်ကမှောက်တယ်မှောက်လို့လက်ကင်ကြီးခွေးသွားတယ်ဟန်ဒဆောင်းသွားတယ်ချင်းနေပဲဖြစ်ပါတယ်။အဲဒီကတော့မနက်ကတော့မိုးရတယ်။အခုတော့နည်းနည်းလေးပြန်ရွာခြင်းလို့မရွာခြင်းလို့ဖြစ်နေ။ Wait. Okay, ဒီပြန်စားမယ်။တော့ကြောင်မောပါပဲ။ကြည့်ပါ
everyone, tame. ကဲ126ကီလိုမီတာတော့ဒီကနေပြီးတော့ဟိုမင်းလားတွားပြင်126ကီလိုမီတာမောင်းပြီးဖြစ်ပါတယ်။ဒါကျွန်တော်ဆရာကြီးပါ။ Say hi. Hello. လာကြပဲ လာကြပဲဟေးကျွန်တော်တို့126ကီလိုမီတာပေါ့နော်။လေး Thank you all. Nico ဘာလို့ပြောလဲခွဲအယူဖြစ်ပါဆိုလဲ You should try. No, you go back. မူပြီးတော့ဈေးဝယ်နေကြဖြစ်ပါ ပြော လား လား မူပြီးတော့ဈေးဝယ်နေကြဖြစ်ပါလေ What is this? What is this? မဝဲဝါမယ်တခုခုတော့ ဘာစားမှာ လိုချင်လိုက်တာ ဒီလိုယောဂဆိုရင်ခွင့်လာဝဲလိုက်ယောဂ Oh. This one. Small one. How about small one? It is physics. Vibration. Oh. frequency Damn. How much for this? ဒါတော့တိကျပစီဒီမားကဖြစ်ပါလေဒီကတော့မိုက်ပါလေဒီအတန်းနဲ့ပတ်သက်တဲ့ဟာတွေကြီးကြီးfrequency နဲ့ပတ်သက်တဲ့ဟာတွေရှိပါတယ်ဟာရောက်ကတော့ပေါ့အဲ့ဒီမှာဒီမော်တော့ပြရတယ် 600နဲ့စစ်ထားတယ်650နဲ့စစ်ထားတယ် ရောက်ကတော့ပလင်းတွေတလုံးလောက်ထောက်ဝယ်ရအောင်ဟမ်ဘာပလင်းတွေတလုံးလောက်ထောက်ဝယ်ရအောင် It's an ant. လက်မရှက်ဘူးနော်ချက်မရှိတော့တက်ခွာတော့သိနေတာပဲ ဂျူလေ ဒါရဲမိုက်နော်အေးဟာရဲမိုက်နော် ဘလီကျတဲ့ဟာလေ မဟုတ်ပါဘူး I know this one. ဟိုပုတ်လိုက်လေဟိုကောင်ထွက်လာလေ
Oh, stop looking. I don't want to see that. Yes. As a it's July. Hey bro, it's July. Hi guys. Let's take it. Good morning ဒီအနေနဲ့ရရမှာရှိရဲ့ဒီဆိုင်ငယ်စီးရဲ့ငယ်ချင်းတွေရောမိတ်ဆွေတွေရောနော်ဘယ်လိုပြောမလဲကျန်တဲ့လူတွေပေါ့နော်ဆိုင်ငယ်ဝါသနာရှင်အားလုံးဒီနေရာမှာဆိုင်ငယ်လာစီးဖို့မြစ်တာရက်ခံတယ်တိုက်တွန်းပါတယ်ဒီကအရင်လာပါတယ်ကျွန်တော်ပြမယ်လုံးဝရေခဲတောင်ပါပါဒါကတော့အိန္ဒိယနိုင်ငံလီမျိုးကနေပြီးတော့ကျွန်တော်တို့4နိုင်5နိုင်တော့မောင်းရပါတယ်ဒီဘက်မှာအရက်မိုက်ပါတယ်ဒါတော့ကျွန်တော်တို့ဖြူတဲ့အရက်မိုက်တွေကျွန်တော်တို့ကနောက်မှရေခဲတော့ပတ်ရေခဲတော့ပတ်လဲမနော်လမ်းရတယ်ရှင်းလန်းသွားပြီโอเคအားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်သွားတင်နေဆိုင်ငယ်ချစ်တဲ့လူမှန်နေဆိုရင်လာတင်တဲ့နေရာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်